attention and attitude နှစ်ခု attention and attitude attention ကအာယုံစိုက်ဒီမှာစိတ်လွင့်နေပြီဒီမှာမကျေနပ်တဲ့စိတ်ဖြစ်နေပြီဒီမှာစိတ်ညစ်တဲ့ဟာတွေဖြစ်နေပြီအဲ့ဒီဟာကို attention ပေးတာအာယုံစိုက်တာပေါ့ဒါကိုပဲစိတ်ညစ်ညစ်တဲ့မှတ်ပါစိတ်လွင့်တဲ့ဆိုရင်လွင့်တဲ့မှတ်ပါကြားတယ်မှတ်ပါအဲ့ attention ပေးတာနောက်တစ်ခုကဘာ attitude ဆိုတာကဖြစ်ပေါ်နေတဲ့လက်ရှိပြစ္ဆုတ်ပန်ခြင်းတွေကိုသွားပြီးတော့ရံဖြစ်မဲ့ဆိုတာသူ့ကိုလက်ခံပါ accept လုပ်ပါအဲ့ဒီ attitude အဲ့လိုလက်ခံလိုက်တယ်ဆိုရင်သူ့အတွက်ကအများကြီးအချိန်တွေတော့မဖြုံးတော့ခဏမှပြောသွားတဲ့အထဲမှာတော့မဟုတ်ပါဘူးဒါပေမဲ့ဒီသိပ္ပံပညာရှင်တွေစိတ်ကိုလေးလာတဲ့အတွေးကိုလေးလာတဲ့သိပ္ပံပညာရှင်တွေဘာပြောအောင်ဆို emotion တစ်ခုဖြစ်ရင်10မိနစ်ခွဲပဲကြာပါတယ်10မိနစ်ခွဲပဲစက္ကန့်90ပဲပြီးရင်သူ့ပြောက်သွားတယ်မပြောက်ဘူးဆိုရင်ဘာလို့မပြောက်တာလဲသူနဲ့တွားပြီးတော့ရန်ဖြစ်နေလို့တွားပြီးတော့ရန်ဖြစ်နေလို့ကိုတွားပြီးတော့ရန်ဖြစ်တဲ့လူအဲ့ဒီလူကိုတော်တော်နဲ့မမေ့နိုင်တော်နဲ့မမေ့နိုင်ဒေါသကစိတ်ကိုဆွဲလန်းစေတယ်အဲ့ဒါကြောင့်ဒေါသကိုတန်ရောစေလို့ခေါ်တယ်ဒေါသတန်ရောစေဘာဆွဲတော့မုံဆွဲဟုတ်တယ်မမုံဆွဲအဲ့လိုပြောမှမုံလို့ဆွဲတာမုံဆွဲတရားထိုင်တဲ့ပုဂ္ဂိုလ်ကြတော့တဲ့နံပါတ်1သူတို့အုံနောက်ကိုသူတို့ပြောင်းနေတယ်ဒီရှေ့ကအုံနောက်အစားနောက်က sorry ဒီနောက်ကအုံနောက်အစားရှေ့ကအုံနောက်ကိုလုပ်တယ်လူအများစုမပြောရှင်းတဲ့လူရဲ့အများစုရဲ့ default ကပါတော့နောက်ကအုံနောက်ပဲဒီအုံနောက်အဲ့ဒါသူတို့ရဲ့ default brain ဒါကြောင့်ဒီဟာကိုပြောင်းရမယ်ရှေ့ကအုံနောက် prefrontal cortex ကို default ပြအောင်လုပ်ရမယ်ပုံမှန်ဒီတိုင်းနေရင် तू အလုပ်လုပ်အောင်မပေါ့အားမဆိုင်ဘဲနဲ့ तू လုပ်မှာအဲ့ဒါ default ခေါ်တယ် default နောက်တစ်ခုက it changes emotion စိတ်ခံစားမှု emotion ကိုလည်းပဲပြောင်းစေတယ်ဒါတရားတစ်ခုကတော့ကျမ်းမာရေးကောင်းစေတယ်ကျမ်းမာရေးကောင်းစေတယ်နောက်ဆုံးကတော့အတွေ့အကြုံကိုပို့ပြီးတော့အတွေ့အကြုံကိုပို့ပြီးတော့အတဲ့ပဲပြည့်ဝစေတယ်အတွေ့အကြုံဆိုတာဥပမာခဏနေကြရင်ဘုံဘုံတို့နေလေစွန်ဖုံးတဲ့အခါပေးတတ်တဲ့နေလေစားတဲ့ချိန်မှာစားတဲ့အစားအတူတူစားတယ်ဒါပေမဲ့အဲ့ဒီအရာသားကိုသိခံခြင်းမတူဘူးတချို့အနောက်တွေကအဲ့ဒီအရာသားတွေကို complain လုပ်complain တချို့ကတော့အဲ့ဒီအရာသားကိုပဲအပြေဝခံစားပြီးတော့သုံးစွဲတယ်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက် experience กว่าလို့အထူးဖြင့်စိတ်ရဲ့ experience emotion experience စိတ်ခံစားမှုဆိုင်ရာအတွေ့အကြုံกว่าတဲ့အတွက်ကြောင့်မလို့အဟင်းချင်းအစားတောက်ချင်းတူပေမဲ့သူတို့ရတဲ့အာဟာရချင်းမတူဘူးအဲစားတဲ့အချိန်မှာထုတ်တဲ့ဟော်မုန်းကမှမတူတော့တာထုတ်တဲ့ဟော်မုန်းကမတူဘူးအစာအာဟာရနဲ့ရံဖြစ်ပြီးတော့စားနေတဲ့ပုဂ္ဂိုလ်ကမပြောရှင်းတဲ့ဟော်မုန်းထုတ်တယ်လေ cortisol ဟော်မုန်းတို့ adrenaline တို့အဲ့ဒီဟော်မုန်းတွေထုတ်ပြောရှင်းတဲ့ပုဂ္ဂိုလ်ကြတော့ oxytocin တို့ opiate အဲ့ဒီဟော်မုန်းတွေထုတ်တယ်ဟော်မုန်းချင်းမတူတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ထဲမှာအဲ့ဒီအစာအာဟာရကိုချက်တဲ့နေရာမှာရောခန္ဓာကိုယ်အတွက်အင်အားရှိအောင်လုပ်တဲ့နေရာမှာရောအစဉ်ချင်းကွာပါတယ် experience ချင်းကွာတယ်ပြောတာဒါအစာကလည်းခု coffee တောက်တဲ့နေရာမှာအလူရှင်တွေ coffee တွေနဲ့အခန့်တယ်
တရားပွဲမစားခင်အဲ့ဒီ coffee ကိုတောက်တဲ့နေရာမှာတချို့လူတွေကစိတ်အိမ်ရောက်နေမယ်တချို့ကြတော့တခြားကိုရောက်နေမယ်အဲ့လိုရောက်တဲ့ပုဂ္ဂိုလ်ကသူ coffee တောက်တဲ့အတွေ့အကြုံကအပြည့်အဝမရပါဘူးအဲ့လိုမဟုတ်ဘဲနဲ့စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ် coffee တောက်တဲ့နေရာမှာစိတ်က coffee ရဲ့အရာခံမှလို့ရှိရင်ဒီပုဂ္ဂိုလ် coffee ရဲ့အရာတော့အတွေ့အကြုံ coffee အရာတော့အပြည့်အဝရတယ်ဒါလောက်ပြောရင်ဘုံဘုံထင်တယ်ဒီတတိပဋ္ဌာန်ကအုံနောက်ကိုကောင်းစေတယ်ကျမ်းမိုင်းကိုကောင်းစေတယ်ဆိုတဲ့ဒါလောက်ဆိုရင်တော့အတိတ်ပဲရိပ်မိလောက်အဲဒါတရားထိုင်ဖို့အခုနော်တရားထိုင်မယ်လက်တွေ့လို့တရားထိုင်တဲ့အခါမှာ emotion ကိုအဓိကထားပြီးတော့ကြည့်မယ်ထိုင်တဲ့အခါမှာဝင်လေထွက်လေကြည့်ခြင်းနဲ့ကြည့်ဖောင်းတာပဲနဲ့ကြည့်ခြင်းနဲ့ကြည့်ကြိုက်တာကြည့်လို့ရတယ်နော်ကြိုက်တာကြည့်လို့ရတယ်အဲ့ဝင်လေထွက်လေကိုကြည့်ဖောင်းတာပဲနာကိုကြည့်အဲ့လိုကြည့်တဲ့အခါမှာစိတ်တွေလွင့်နေမယ်လူအများဆိုတော့စိတ်တွေလွင့်နေမယ်စိတ်လွင့်နေဆိုရင်စိတ်လွင့်တဲ့အခါမှာ automatic reaction ကပါတော့ automatic reaction ကကိုယ့်ကိုယ်အပြစ်တင်နေဆိုရင်ဒီမှာကိုယ့်ကိုယ်အပြစ်တင်နေပြီဆိုပြီးတော့အဲ့ဒီဟာလေးကိုအတိမပြုလိုက် accept လုပ်တယ်အဲ့ဒါ attitude လို့ခေါ်တယ် accept လုပ်တယ်လက်ခံတယ်အကောင်းဆုံးသွားပြီးတော့ထပ်မဖြစ်နဲ့အဲ့ဒီ emotion ပြောရအောင်လည်းပဲမယုံနဲ့သွားပြီးတော့လည်းပဲလိလူမရှုနဲ့လိလူရှုရင်အစွန်းတစ်ခုချက်ချင်းသွားယုံရင်အဲ့ဒါလည်းအစွန်းတစ်ခုကောင်းတဲ့မှာပေါ်လာတတ်တဲ့ negative အတွေးတွေ negative အပြောတွေ negative wish တွေဒီအဲ့ဒါမျိုးတွေအတန်တူတူလေးတွေနော်အဲ့ဒါလေးကိုအတိမပြုလိုက်ဒီမှာပြပြင်းဝင်လေထွက်လေစီပြန်သွားတယ်ဟောတာ negative emotion ဖြစ်နေတယ် negative emotion ဖြစ်တဲ့ကြောင့်မလို့ကိုယ့်ကိုယ်အပြစ်မတင်နဲ့အပြစ်တင်တဲ့စိတ်ပေါ်တိုင်းဟောဒီမှာအပြစ်တင်တဲ့အကျင့်လေးရှိနေတယ်ကိုယ့်ကိုယ်သနာလိုက်ပါကိုယ့်ကိုယ်ကျင်နာတဲ့စိတ်လေးနဲ့ကြည့်လိုက်ပါနောက်ပြီးတော့စိတ်ကဟိုတွေးနေတယ်ဆိုရင်လည်းတွေးတယ်ဟောဒီမှာအလိုလျောက်တွေးနေပြီဆိုပြီးတော့3ချိန်4ချိန် accept လုပ်လိုက်ပါတဲ့လက်ခံလိုက်ပါပြီးရင်ဝင်လေထွက်လေစိတ်ပြန်သွားပါမူလအာရုံစိတ်ပြန်သွားပါထိုင်တဲ့အခါမှာညောင်းတာလည်းရှိချင်းရှိမယ်ညောင်းနေဆိုရင်ညောင်းတဲ့နေရာလေးစိတ်ကိုပို့လိုက်အဲဒီ sensation တွေသွားပြီးတော့ကြည့်လိုက်လက်ခံလိုက်အဲဒီ sensation ဖြစ်ရင်အဲဒီဝေဒနာလေးဖြစ်ရင်စိတ်ကဝေဒနာနဲ့သွားရံဖြစ်သလားဝေဒနာကိုမကြိုက်တဲ့အနေထားရှိတာဝေဒနာကိုမကြိုက်ဘူးဆိုရင်ဒီမှာမကြိုက်တဲ့စိတ်လေးဖြစ်နေတယ်မကြိုက်တဲ့စိတ်လေးဖြစ်နေတယ်မကြိုက်တဲ့စိတ်လေးကိုခံစားကြည့်ပါမကြိုက်တဲ့စိတ်ကတယ်လာပြီးတဲ့ဝန်ထုံဝန်ပိုးကိုလည်းပဲခံစားကြည့်ပါမကြောက်အဲ့လိုခံစားကြည့်တဲ့ခံစားမှာမကြိုက်တဲ့စိတ်ကဘယ်လိုဆိုတာကိုချက်ချင်းနာသိမှာ